ဒီနေ့တော့ဝါတာရှိတဲ့နေတဲ့ခိုင်ပါရမီကဖွင့်လှစ်ထားတဲ့ပဲခူးကန်လေးကိုလိုက်ပြပေးချင်ပါတယ်ဒါကတော့ကန့်သူကန့်သားတွေဖနှက်ထားတဲ့နေရာပဲဖြစ်ပါတယ်ပဲခူးကန်မှာစီနီယာတန်းဂျူနီယာတန်းဆိုပြီး2တန်းရှိပါတယ်ဒါလေးကတော့စီနီယာတန်းပဲဖြစ်ပါတယ်ဒါကတော့ဂျူနီယာတန်းပဲဖြစ်ပါတယ်ကန့်သူကန့်သားတွေအိပ်ဖို့အတွက်ကိုဒီလိုမျိုးနှစ်ထပ်ကတင်လေးနဲ့စီစဉ်ပေးထားပါတယ်ယောက်ျားလေးအိတ်ဆောင်လည်းဒီလိုမျိုးပဲစီစဉ်ပေးထားပါတယ်ကန့်ကိုစိတ်ဝင်စားပြီးလာတက်ချင်တဲ့ကလေးတွေအတွက်ဝါတာရှိတို့ခိုင်ပါရမီပဲခူးကန်လေးရတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့ဘေးဟိန္ဒူဘုရားကျောင်းအဟောင်းရဲ့ရှေ့ရခင်ကရွှေတော့စားတောက်ဆိုင်အဟောင်းဖွင့်ခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်လုံးမဲ့အမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်နော်